ရည်ရွယ်ချက်ကတင့်ထပ်ပိုကြီးရတယ်သင်ရဲ့ယူပါယုံကတင့်ထပ်မကြီးဘူးဆိုရင်အဲ့ဒီယူပါယုံဘယ်တော့မှမပြည့်စုံတော့နားလည်အောင်ထပ်ပြောပြမယ်သင်ရဲ့ယူပါယုံတွန်းသင်ရဲ့ယူပါယုံတွန်းသင်ကိုတင်စတေးနိုင်ရတယ်တင်မြင့်တက်ဖို့အရာအရေးကြီးတဲ့အရာပါလဲဆိုတော့တင်မျိုးစေ့ပြတ်မှာတင်အရန်ကြောက်တယ်ဒါတော့အဲ့ဒီမျိုးစေ့လေးကိုတင်ကဒီစင်ပေါ်မှာတင်ထားတယ်ငါမျိုးစေ့လေးပြတ်မှာကြောက်တယ်မျိုးစေ့လေးပြတ်မှာကြောက်တယ်ဒါပေမဲ့မတိလိုက်တာကအဲ့ဒီမျိုးစေ့ကပြတ်ရင်အပင်ပေါက်လာလိမ့်မယ်အဲ့ဒီအပင်ထဲကနေအသီးတွေအများကြီးထွက်လာလိမ့်မယ်အဲ့ဒီအသီးထဲကနေမျိုးစေ့တွေမြောက်များစွာပြန်ရှိတယ်ဆိုတာမမြင်တတ်တဲ့အခါမှာအဲ့ဒီရည်ရွယ်ချက်အဲ့ဒီယူပါယုံညမမြင်နိုင်တဲ့အခါမှာအဲ့ဒီမျိုးစေ့ပြတ်ဖို့အရန်ကြောက်တယ်ကိုထိမှအရန်ကြောက်တယ်ကိုဆုံရှုံမှအရန်ကြောက်တယ်ကိုအပြောခံမှအရန်ကြောက်တယ်ကိုလက်ညှိုးထိုးခံမှအရန်ကြောက်တယ်ကိုဆွဲချခံမှအရန်ကြောက်တယ်ကြောက်တယ်ဒါပေမဲ့တင်မတိတာကတင်မမြင်တတ်သေးတာအဲ့ဒီမျိုးစေ့ကပြတ်မှာလက်ညှိုးထိုးခါမှာစတွေးခွက်တဲ့မျိုးမှာအပြစ်တင်ခါမှာရှုံးချခါမှာအရန်ကြောက်ပေမဲ့အဲ့ဒီမျိုးစေ့ပြတ်သွားရင်ပေါက်လာတဲ့အပင်ထဲကနေအတီးထဲကနေအစစ်ထဲကနေအပင်အများကြီးပြန်ဖြစ်မယ်ဆိုတာမြင်တတ်တဲ့လူကအဲ့ဒီမျိုးစေ့ကိုအပြတ်စီးခံရတယ်ကျွန်တော်ခြိုက်တလောက်တိုက်ခိုက်ဒါပေမဲ့ကျွန်တော်ရဲ့လမ်းကျွန်တော်သိတယ်ယောဘဒါကြောင့်ပြောတာငါသွားမဲ့လမ်းငါသိတယ်ငါဘသူတွေဘလို့ပဲလှုပ်ဘာတွေပဲဖြစ်ငါအကုန်သေးကုန်ပြီသရိဆိုင်လည်းသေးကုန်ပြီတာသမီလည်းသေးကုန်ပြီငါယောဂပြည့်ဖြစ်နေဒါပေမဲ့ငါသွားမဲ့လမ်းငါသိတယ်ငါပေါ်မှာဖျားထားတဲ့အကြံစီကြီးမားတာကိုငါသိတယ်ငါကအရှုံးနဲ့အဆုံးသတ်မဲ့သူမဟုတ်ဘူးကြိုက်တာဖြစ်ပါစေငါသွားမဲ့လမ်းငါသိတယ်စစ်တော်မူခြင်းခံပြီးမှရွှေကဲ့သို့ငါပြန်ပေါ်လာလိမ့်မယ်